မြန်မာပြည်မှာကလေးတွေအများကြီးကျန်အဲ့ဒီကလေးတွေအားလုံးရဲ့ဘဝကိုရှင်းလိုက်ရင်ကမ္ဘာပတ်လို့ရတယ်သမီးကဘာလို့လဲဆော့သမီးကရပြင်းနဲ့ဆော့သမီးကစားပြီးပြီလားဟာစားတယ်အဲ့ဆိုလို့ရှိရင်အဒီဟိုးပဲမလေးဘုံသွားစားလို့သမီးလိုက်စားမလားဟုတ်လာလိုက်ချက်အဲ့ဒါကြမလို့လေဟုတ်ပါဘူးဟလားဟိုအလီတို့မုံသွားစားမလို့ဒါတို့လိုက်စားမလားမကောင်းရုပ်ကလေးလည်းဝယ်ပေးမယ်လေလိုက်ခဲ့ပါလားလာပါလာပါဒါလေးလိုက်ခဲ့လိုက်ခဲ့လိုက်ခဲ့ပြောနေတယ်လာပါဘာတို့ရုပ်ကလေးလည်းဝယ်ပေးမယ်လေလာပါဒါလည်းပြောနေလာလေလုတ်နေတယ်အကောင်မင်းတို့ရဲ့အရေးချင်းဆွမ်းဆောက်ဘောချောင်းဘာကြီးမင်းလူကောင်းလေးရှာတတ်တာဒါတော့ဘဝဘေးအတွေ့အကြုံတွေပါဆရာကြီးတို့ဘယ်နေရာမှာထားမယ်အာတောင်ပြင်းနေတာပြောပါကလေးတွေကိုဖိုက်ခွဲဦးတွေထုတ်ကလေးစားတွေထုတ်ပြီးရောင်းစားတယ်လို့ကြားမှုတာပဲဟုတ်တယ်ကလေးတွေမှာလေဘုံတွေကက်ရဲလာဖိုက်ခါကျလက်မွေးနေလားဘုံလဲကွယ်ကလေးလည်းသိရောဟာတိုက်တင်းနေပုံမျိုးသမီးကအစားအကောင်းကြီးပါကွာခုဘလို့ဖြစ်သွားတာတော့ဒီကွာနေရခီးသွားနေတော့ဒါတွေကိုမင်းမသိဘူးကွာသူ့ကလေးတောက်ပြီးနောက်ပိုင်းကဘယ်လိုဖြစ်သွားတာကွာကြိုက်တပတ်ပဲဆောက်ဝေတို့ကအိမ်ပေါ်ရောက်တယ်ငါတို့နိုင်ငံရဲ့အနာဂတ်ကျေပွင့်ကလေးတွေကိုနေချီချက်စီးဖြစ်တဲ့ပွဲစည်းလို့ဖန်စီလို့ဖြစ်သူတို့နဲ့လိုက်ခဲ့ပါလားသမီးလေးစားကြတဲ့မုတ်တွေအများကြီးဝယ်ကျွန်းတယ်သမီးလေးလူကျွန်းတဲ့အကျုပ်တွေလည်းဝယ်ပေးမယ်ဝယ်လေခုမှအကျုပ်တော့ပါသူတို့နဲ့လိုက်ပါလေဟုတ်ကဲ့တိမ်ပါလိုက်တာပါလာတော့ရောက်စားဖို့ခေါ်ခဲ့တာတို့ရောက်စားဖို့ညာရရှေ့အာနားနေတာရှေ့ကိုပြောနေတာမင်းတို့လည်းညီကိုများတယ်ဆိုတော့ဖေဟောင်းမကြည့်မင်းတို့စုံမမဲ့လူဒီမှာမရှိတယ်ဆိုတာမင်းတို့မြဲမြဲမှတ်ထားအေးရှေ့မှာစိုင်းဖို့မချိတ်ထားပြီလေငါနာမည်ထင်ချက်ငါသားနာမည်ချက်အားဒီတို့အတိတ်မေ့သွားရင်တော့ငါတို့နာမည်ကိုမေ့မသွားနဲ့အမလီသားရဲ့ဒါ
ဒါနဲ့တော့သွားမထိုးပါနဲ့ဒါနဲ့ထိုးရင်အမှုကိုကြီးတဲ့ထောင်ထဲမှာအကြာကြီးနေရတယ်ဒါနဲ့ကိုလည်းကျုံးနေရိုက်သူတို့ကညီကိုများတယ်ဆိုတော့အမေပါလိုက်ထောင်ထွက်မရဆိုတဲ့ဘက်နင်ကတော်တော်မက်မောနေတယ်ပေါ့လေဟာလာမိတော့လား ဒီမတိုင်ငါစွတ်ခေါ်ပါပဲ တဲ့